နာလေးတော့တစ်ချက်တွေ့ရတယ်ကြောက်သားလေးတော့ကောင်းတယ်ကြောက်စီကြောက်သားတော့ကောင်းတယ်နည်းနည်းလေးတော့အကျဲတက်လေးပါတယ်ပဲကျွန်တော်ကြည့်ရအောင်နော်ကဲကြည့်မယ်ဗျာဖျက်ကြည့်အောင်ဟာရှယ်ပဲဟောဟိုးကပထမဆုံး6သိန်း6000နဲ့ကျွန်တော်ဝယ်ထားတယ်ဒါလေးစပြီးတော့ဖြတ်မယ်နော်ဒီမှာကိုဒါကိုရန်အောင်ရဲ့ကြောက်6သိန်း6000နဲ့ရထားတဲ့ကြောက်သူကမော်စီစာဖြစ်တယ်လက်ရှိအမြင်ထင်ရတော့မြင်တဲ့အတိုင်းပဲအခွန်လာတယ်ပေါ့နော်ကိုကြီးနော်အခွန်လာတယ်ဖြတ်ကြောက်တော့ဖြစ်တယ်သူကတော့ကျွန်တော်တို့ပတိအချက်လိုင်းဗပူလိုင်းအတစ်လိုင်းခေါင်းမှာပါနော်ကြောက်စီကြောက်သားလည်းကောင်းပါတယ်โอเคဒါလေးကျွန်တော်စဖြတ်ရအောင်ဗျာနော်ဒီတိုင်းတော့မှာကိုနော်โอเคပါကိုရအောင်မင်္ဂလာပါဗျာကဲကောစီလာဖြတ်တာဖြစ်ပါတယ်နော်ဒီနေ့ကဒီကကြောက်စီကြောက်သားကောင်းတယ်အခွန်လည်းလာတယ်ကိုကျွန်တော်တို့ကပတိအချက်လိုင်းကောင်းသွားလို့ရတယ်ဒီအပေါ်မှာတော့ဗပုတ္တတုသာယူပြီးတော့ဖြတ်ပေးထားတယ်ကိုရအောင်နော်အောင်ကြောက်ဖြစ်ပါသေးဗျကိုတိတ်ဆိုမြဲလဲဒီကြောက်ကတော့လုံးဝဖြတ်တဲ့ကြောက်ထဲမှာပါတယ်လုံးဝတစ်ချက်မှပြန်ပြရတဲ့အပြက်မျိုးတော့မဖြစ်နိုင်ဘူးမဖြစ်ဘူးပေါ့နော်ချုံးရင်လည်းပပညံ့ရင်ကောင်းမြတ်နိုင်တယ်ဒီလိုမျိုးကြောက်ဖြစ်တဲ့အတွက်ကြောင့်ချုံးရင်လည်းပပညံ့ရင်ကောင်းမြတ်နိုင်တဲ့ကြောက်ဖြစ်တဲ့ကြောင့်ဖြတ်တဲ့ကြောက်ထဲမှာပါတယ်ဒီကြောက်လေးကိုဖြတ်ဖို့အာရုံကျွန်တော်ရှိတယ်ပထမဆုံးမင်္ဂလာလေးနဲ့ကိုရန်အောင်ကြောက်လေးကျွန်တော်တို့မင်္ဂလာဖွင့်ရအောင်ဗျာနော်ကြည့်အောင်ကြောက်သားလေးစိတ်ပြီးမှကြောက်စီကြောက်သားလေးစိတ်ပြီးမှအနာလေးကောင်းသွားရင်ပြီးပြီကိုအနာလေးတော့တစ်ချက်တွေ့ရတယ်ကြောက်သားလေးတော့ကောင်းတယ်ကြောက်စီကြောက်သားတော့ကောင်းတယ်နည်းနည်းလေးတော့အကျဲတက်လေးပါတယ်ပဲကျွန်တော်ကြည့်အောင်နော်ကဲကြည့်မယ်ဗျာဖျက်ကြည့်အောင်ဟာရှယ်ပဲဟောဟိုးကပထမဦးဆုံးကြောက်ကမင်္ဂလာဖြစ်ပါတယ်ဒီကြောက်မဖြတ်ရင်ဘယ်ကြောက်ဖြတ်မှာလဲမေးချင်တာနော်ဒီကြောက်ကိုမဖြတ်ရင်ဘယ်ကြောက်ကိုဖြတ်မှာလဲကိုဒီမှာဒီလိုမျိုးလက်ကောက်မီးလို့လေလက်ကောက်ဆိုင်လက်ကောက်ဒီဒုတွေကြီးလားဒီလိုမျိုးကြောက်ဆိုရင်တော့ဟမ်ထောင်ကြောက်ဖြစ်တယ်ကိုထောင်ကြောက်ဖြစ်တယ်ကဲကိုရအောင်ပါတယ်နော်မင်္ဂလာဖြစ်ပါတယ်နော်အောင်ပါတယ်ဆိုတော့ကဟိုစကားကြီးအကြီးဖြစ်သွားလိမ့်မယ်ကိုနော်မင်္ဂလာဖြစ်ပါတယ်ဗျမင်္ဂလာဖြစ်ပါတယ်ကိုအစကကြီးတဲ့နေရာမှာကြောက်သားကျဲတယ်နောက်မှကြောက်သားမကျဲဘူးနော်ကိုအရန်လာတယ်မှာကစုံပန်းလေးနဲ့ကိုဝါရှာလိုင်းအပူလိုင်းအချက်လိုင်းကွတ်မယ်ကိုနော်ရှယ်ကွတ်ကိုတိန်ကျော်နဲ့ဗျာကျွန်တော်ကိုတို့ဒီကြောက်ဝင်တော့လည်းပြောတယ်10လုံးကအလုံး100ရရင်တော့အလုံး100ဝယ်ဖြတ်ရမယ်ကြောက်မျိုးပေါ့နော်ကဲပထမဦးဆုံးလုံးလေးရတော့မင်္ဂလာအနာလည်းတော်တော်ကြီးကိုရှင်းတယ်ဟောကွယ်ဟိုတစ်ခေါက်ကမန္တလေးကလောပန်183သိန်းနဲ့ဝယ်ပြီးမှ150ကျွန်တော်တို့ပေးတော့မရောမဲ့ဖြတ်တဲ့အောင်နဲ့ကြောက်နဲ့တွားပြီးတော့ဆင်တယ်ဒီကြောက်ဒီအခွန်ကလေအကာတော့ကွယ်ကြောက်ကတွေ့လားအကာဖြတ်နှမ်းကလည်းမှန်တယ်ဗျာဒီမှာကျိုးဖြတ်နှမ်းကလည်းမှန်ချက်ကွယ်နော်မှတ်ကောင်းပါလေကွယ်မှတ်ကောင်းပါတယ်နော်ဒါကျွန်တော်အနည်းဆုံးအမြဲတမ်းအနည်းဆုံးခံမှန်းတယ်နော်အနည်းဆုံးခံမှန်းပေးမယ်50အပေါ်ပါဗျ50အပေါ်ပါโอเคကိုတိန်ဘယ်50အပေါ်လေးကို50ပေါ်ဆိုရင်ဘယ်လိုတစ်လက်ထက်ကမှာလဲကိုတိန်ကနေကိုတိန်ဆိုရင်တစ်လက်ထက်ခေါ်တာပါနော်ဒါလေးညီမကိုရန်အောင်နော် Thank you for watching.